ကဲဘာလို့လဲဒီလိုလုပ်တာလဲရှစ်လလောက်ရှိသွားပြီပေါ့နော်ကဲအလုပ်တစ်ခုမှလုပ်တယ်ဆိုလို့ရှိရင်မလုပ်ဘူးလုပ်မယ်စဉ်းစားနေပဲဘာပြောအချိန်ကတော့ကြာသွားတယ်ပေါ့ဒီလုံးမှာအရန်ကြိုက်တာဆိုတော့ဒါလေးပဲရှိတယ်ဒါထိတ်ရငွေပေါ့နော်ဒီလိုမျိုးအိတ်လေးနဲ့ထိတ်ပြီးအမှနာမည်လေးရေးတယ်ဘယ်လောက်ဆိုတာလဲပြီးရကွာကွက်နဲ့ကိုပြန်ဖွင့်မှာပတ်စံကိုရဲ့ပတ်စံကိုက်မကိုက်ပြန်စီအောင်ပဲပေါ့နော်ကဲဒီနေ့ကတော့ကျမကနေရာနဲ့မှ80ရပါတယ်အထိကတော့လာစားကြတော့တရားနဲ့တရားမတူတာအတွက်ကြောင့်မို့ကျမလည်းမပြောတော့ပါဘူးကျမကတော့ဖတ်ထိုင်နေမှာမလို့တရက်စာတရက်ရတယ်ပေါ့နော်ကျမရဲ့လောက်အခါရဲ့ချိပြေပေါ့နော်လာကစားတွေကျတော့လာစားကိုလာကုန်မရမယ်ထစ်ကတော့နေ့တိုင်းရတယ်ပေါ့နော်အဲ့လိုဆိုသူတို့ကထစ်တီချွေကြီးတာသုံးတက်တယ်ဆိုရင်လာကုန်ရင်လို့ရှိရင်ဆိုလာခကျတော့အခန်းခတ်ပေးမှသူတို့ဘာညာဝဲကျန်တာစုယုံပဲပေါ့နော်ကျမဖတ်တိုင်းဆိုတော့သူတို့လောက်တော့ဝင်ကောင်းမှမဟုတ်လေနော်ဟာပြီးတော့ထစ်ကလည်းအများနဲ့ပုံမှန်မရှိပေါ့နော်အခုဒီနေ့180ရတယ်ဆိုမှမနေ့ဖြန်ရော့မယ်ဒီထက်များရင်လည်းများမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အခုကတော့ break time နားနေရမလို့ပါပြီးတော့ကျမစပင်ကကျတော့မချောက်တီလို့ခဏလေးဖြတ်နာပေါ့နော်ဒီအလုံးမှာကျတော့စပင်ကချလို့တော့မရအောင်စပင်ကတော့ချီထားရတယ်ပေါ့နော်တခြားလက်သေးဆက်တာတော့မြတ်တောင်တူတာတော့ဘာမှကိစ္စမရှိဘူးဝန်ထမ်းအင်ဂျီကတော့သူတို့တတ်မှတ်ထားပြီးဘယ်နည်းမှပါဘူးဆိုတလဲစီဝေးရတာပေါ့နော်တပုံစံနဲ့ကိုအမြဲတမ်းဝေးရတာမဟုတ်ဘူးပေါ့နော်သူတို့ပေးထားတဲ့ဟာကိုလေးမှဝေးရတာပေါ့နော်အလုပ်ချိန်ကကျတော့တရက်ကို9နာရီရှိတယ်တစ်ပတ်ကိုတရက်နာတိုင်းမှာကျမပတ်ထိုင်းဆိုကျမတို့တစ်ပတ်မှာ3ရက်ပဲလုပ်ပါတယ်အဲ့ဒီအလုပ်ချိန်9နာရီမှာတနာရီကကျတော့လုံးဝ break time ပေါ့နော်ပေးထားပြီးမှဂျန်နေရှင်ကတော့အလုပ်လုပ်ရတယ်ပေါ့နော်ကျမလောလောဆယ်အလုပ်ကကျတော့2ခုရှိမှာတော့ဒီဘန်ကကျတော့ပထမကျတော့လဲစားတောက်ဆိုင်မယ်အခုဒုတိယတစ်ခုလဲစားတောက်ဆိုင်မယ်ပေါ့နော်ဒါပေမဲ့ပထမကျတော့ full time လို့လုပ်တယ်ပေါ့နော်အခုဒုတိယဆိုင်မှာတော့ကျမပတ်ထိုင်လို့လုပ်တာပေါ့နော်ပတ်ထိုင်လုပ်တယ်ဆိုတာလည်းဒီတစ်နေ့အတွင်းကျမအလုပ်လုပ်ရတာအရန်ပြင်းလို့ပေါ့နော်ကိုယ့်အနေကိုအိမ်မှာတခြားလေးလာစရာရှိရတဲ့ကိစ္စတွေရှိတဲ့အခါမှာကျတော့ဒီတိုင်းဖတ်ထိုင်နေနဲ့လုပ်တာပေါ့နော်ကဲဆိုလို့ရှင်တော့ကျမဘာလို့စားတောက်ဆိုင်မယ်ရွေးဖြစ်လဲလောလောဆယ်မှာစားတောက်ဆိုင်ရလုပ်ပဲဘာလို့ကြိုက်လဲသူ့ရဲ့အားသာချက်တွေကိုကျမဆက်ပြီးတော့ပြောပြပေးမယ်ရှင်ကျမကြိုက်တာလေးရွေးပြောမယ်သူကကျတော့တပတ်တရက်နာရတယ်အလုပ်စင်းတဲ့နေ့တွေဆိုအစားတောက်တော့စိတ်ပူစရာမလိုဘူးပေါ့နော်အစားတနေ့ကိုတနတ်တို့မလို့ရှိရင်နတ်စားတော့ provide လုပ်ပေးတယ်ပေါ့နော်ပြီးတော့လာစားတက်ရှိတယ်လို့မျိုး tip တွေလည်းရှိရပေါ့နော်ဒါပေမဲ့စားတောင်းဆိုင်တဲ့ဆိုင်နဲ့ဆိုင်တော့မတူဘူးရှက်ကြတော့ကျမတို့လိုမျိုးအရန်ပြင်းတဲ့လူတွေတောင်မှပေါ့နော်ဘာပဲပြောအလုပ်ဝင်မှာဝင်ပြီဆိုလို့ရှိရင်စကားပြောရတယ်ပေါ့နော်စာလေးလာဖို့တွတ်သွန်းအားဖြည့်ပြီးတော့စာရေးလုပ်ဖြစ်တယ်ပြီးတော့ customer တွေမလို့ရှိရင်လည်းstat ချင်းစကားတွေပြောဖြစ်လာတဲ့အခါမှာကြောပါပြောပါတာစကားတိုးတက်တယ်လို့ခံစားရပါတယ်ကဲဒီနေ့ကတော့အားသာချက်တွေရွေးမှပြောတာပေါ့နော်အားနည်းချက်အနေနဲ့တခြားကိစ္စလုပ်ငန်းခွင်ပြဿနာတွေတော့ခြံခဲ့တယ်ပေါ့နော်ဒါပေမဲ့လုပ်ငန်းခွင်ပြဿနာဆိုတာလေကိုလုပ်တဲ့လုပ်ငန်းခွင်ထဲမှာတွက်နေသူအနေနဲ့အများတော့ရှိရပါတော့ကြီးတာသေးရနဲ့ပဲကွာရတယ်ပေါ့နော်ဒါလည်းကိုယ့်ရဲ့ skill ပေါ်မူဒီမှာပြဿနာဖြေရှင်းနိုင်မဖြေရှင်းနိုင်ပေါ့ကိုယ့်ပေါ်ပဲမူတည်တာပေါ့နော်ကဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲရှင်အားလုံးပဲ bye bye